မင်္ဂလာဆောင်ခန်းတစ်ခုမှာလူတိုင်းရဲ့အကြည့်တွေကအဖိုးအိုတယောက်စီမှာစုပြုံနေပါတယ်။သူဟာတခြားသူမဟုတ်ပါဘူး။သူတို့သားရဲ့ဖခင်ဖြစ်ပါတယ်။ဒါပေမဲ့ပျော်ရွှင်ရမယ့်နေ့မှာသူဟာမျက်ရည်တွေနဲ့တောင်းပန်နေရပါတယ်။အကြောင်းရင်းကတော့သူတို့သမီးဘက်ကတောင်းဆိုထားတဲ့တင်တောင်းငွေကိုမပေးနိုင်လို့ပါပဲ။အဖေတောင်းပန်ပါတယ်သားရဲ့။မင်းရဲ့ဘဝကိုအဖေဖျက်ဆီးမိပြီလို့အဖိုးအိုကငိုယိုပြီးပြောနေချိန်မှာသူတို့သမီးရဲ့မိခင်ဖြစ်သူကတော့အထက်စီးကနေကြည့်နေပါတယ်။နင့်သားရဲ့ကားဆေးတဲ့အလုံးနဲ့ဒီငွေ9 သိန်းကို12နေရင်တောင်ရမှာမဟုတ်ဘူးဆိုပြီးလူပုံအလဲမှာအဆက်ခွဲနေတာပါ။သူတို့သမီးရဲ့မောင်ဖြစ်သူကလည်းမင်းတို့သားအဖမှာပတ်စံ100တောင်ရှိရလားဆိုပြီးလှောင်ပြောင်းနေပါတယ်။အခြေအနေတွေကတဖြည်းဖြည်းဆိုးရွားလာပါတယ်။ဒီနေ့9 သိန်းမရရင်ဒီမင်္ဂလာပွဲကိုဖျက်လိုက်တော့လို့ရောက်ခမလောင်းကအမိန့်ပေးလိုက်ချိန်မှာအဖိုးအိုကဒူးထောက်ပြီးတောင်းပန်ရှာပါတယ်။ဒါပေမဲ့သူတို့သားလီယိုကတော့တီးမခံနိုင်တော့ပါဘူး။သူ့အဖေကိုအနိုင်ကျင့်နေတာကိုကြည့်ပြီးသူဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ဒီတင်တောင်းငွေမဟုတ်လား။အခုချက်ချင်းရစေရမယ်လို့လီယိုကခက်အေးအေးပဲပြောလိုက်ပါတယ်။သူတို့သမီးဘက်ကမိသားစုတွေကတော့လီယိုမှာဘာမှမရှိတာသိနေလို့မင်းမှာဘာရှိလို့လောင်းချင်တာလဲလို့မေးတဲ့အခါလီယိုကကျွန်တော်အိမ်နဲ့လောင်းမယ်လို့ရဲရဲဝံ့ဝံ့စိန်ခေါ်လိုက်ပါတယ်။ဒီအိမ်ဟာသူ့အဖေရဲ့ပိုင်ဆိုင်မှုနောက်ဆုံးလက်ကျန်ဖြစ်ပေမဲ့လီယိုရဲ့မျက်လုံးထဲမှာတော့ယုံကြည်မှုတွေပြည့်ရှိနေပါတယ်။တကယ်တော့ဒီမင်္ဂလာပွဲဟာတာမန်ပွဲတစ်ခုမဟုတ်ပဲလောင်းကစားဝိုင်းတစ်ခုလိုဖြစ်သွားပါတယ်။သူတို့သမီးရဲ့မောင်ဖြစ်သူကလီယိုစီကအိမ်ကိုပါတိမ့်ပိုက်ချင်တဲ့အတွက်ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။လီယိုရဲ့အဖေကတော့တားဖြစ်သူကိုတားဆီးနေပေမဲ့လီယိုကစိတ်ချပါအဖေကျွန်တော်မှအစီအစဉ်ရှိတယ်လို့နှစ်သိမ့်ပေးပါတယ်။ဖဲချက်တွေဝေနေချိန်မှာလီယိုရဲ့အတွေးထဲမှာတော့အတိတ်ကဂတိတစ်ခုကိုတတိယနေပါတယ်။လူတော်ရင်အနှိမ်ခံရတတ်တယ်ဒါပေမဲ့လူယုံမာတွေကတော့အနိုင်ကျင့်တတ်တယ်တဲ့။သူဟာသူ့ရဲ့ဆရာနဲ့ထားခဲ့တဲ့လောင်းကစားမလုပ်တော့ဘူးဆိုတဲ့ဂတိကိုဖျက်ပြီးသူ့အဖေရဲ့ဂုဏ်သိက္ခာအတွက်ပြန်လည်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ်။အခုကစပြီး9 ရက်လောင်းကစားနတ်ဖះလက်စွမ်းကိုမင်းတို့မြင်ရတော့မယ်လို့လီယိုရဲ့စိတ်ထဲမှာကြုံဝါးရင်းနဲ့ဇလန်းလေးကအရှိန်တက်လာပါတော့တယ်။